မင်္ဂလာပါကလေးတို့ရေဒီနေ့ဖပြမဲ့ပုံမြင်လေးကတော့ဓမ္မပါဠသရုတ်တာဟိုးရှိကတိုင်းပြည်တစ်ပြည်မှာဓမ္မပါဠလို့အမည်ရတဲ့ရွာလေးတစ်ရွာရှိတဲ့အဲ့ဒီရွာကဓမ္မပါဠရွာသားတို့ဟာအလူပေးခြင်းတိလစောင့်တည်ခြင်းတရားထိုင်ခြင်းဒီလိုကုသိုလ်ကောင်းမှုတွေကိုအမြဲမပြတ်ပြုလုပ်ကြတဲ့အဲ့ဒီရွာမှာတော့မဟာဓမ္မပါဠအမည်ရှိတဲ့ပုံနာကြီးတစ်ယောက်ရှိတဲ့ပုံနာကြီးမှာသားတစ်ယောက်ရှိပါတဲ့ပုံနာကြီးရဲ့သားကိုတော့ဓမ္မပါဠသရုတ်တာလို့ခေါ်တာပေါ့ဓမ္မပါဠသရုတ်တာအရွယ်ရောက်လာတဲ့အခါဖခင်ပုံနာကြီးကသူ့ကိုတက္ကသိုလ်ပြည်ကိုဆေလွတ်ပြီးပညာသင်စေတဲ့ကွယ်ချစ်တာတက္ကသိုလ်ပြည်ဒိဋ္ဌပါမောက္ခဆရာကြီးထံပညာသွားရောက်စီးပူးပါဆရာကြီးကိုလည်းငွေအတပြား1000ပူဇော်ပါကွယ်ဒီလိုဆိုပြီးငွေ1000ပေးလိုက်တဲ့ဓမ္မပါဠသရုတ်တာဟာတက္ကသိုလ်ဆရာကြီးထံရောက်ရင်ဖခင်ပေးလိုက်တဲ့အတပြား1000ကိုပူဇော်ပြီးပညာသင်ယူတာပေါ့ကွယ်ယူတာပြီးပညာကိုကြွကြွဆဆသင်ယူတာကြောင့်မကြမီမှာပဲဓမ္မပါဠသရုတ်တာလေးဟာတပည့်900ရဲ့အချီအမူဖြစ်လာတာပေါ့ဒီလိုပညာသင်နေချိန်အတွင်းမှာပဲဆရာကြီးရဲ့သားဟာကွယ်လွန်အနိစ္စရောက်သွားတဲ့ဆွေမျိုးညာတိများနဲ့တပည့်အပေါင်းတို့ဟာကွယ်လွန်သူဆရာကြီးရဲ့သားအလောင်းကိုတုတ်တဲ့မှာကောင်းစွာတကြိုကြတာပေါ့ဒီချိန်မှာတော့ဓမ္မပါဠသရုတ်တာကလွဲရင်ကျဲနဲ့တပည့်တပန်းဆွေမျိုးညက်တကအားလုံးဟာတီးထန်စွာငိုကြွေးကြတဲ့အဆွေတို့ဆရာကြီးရဲ့သားဟာအကျင့်စာရိတ္တကောင်းမွန်၍နုပြိုငယ်ရွယ်ပါလျက်တေလွန်ရရှာတယ်အချင်းချင်းဝမ်းနည်းစွာနဲ့ဒီလိုပြောဆိုကြတာပေါ့ဓမ္မပါဠသရုတ်တာလေးကတော့အဲ့ဒီအချိန်မှာနားမလည်နိုင်အောင်ဖြစ်နေတယ်သူဟာဒီကိစ္စကိုနားမလည်နိုင်တာကြောင့်ဆွေမျိုးတွေကိုမေးမြန်းတာပေါ့အဆွေတို့နုပြိုငယ်စဉ်အခါ၌မတည်တဲ့မှာအဘဲကြောင့်တည်ရပါတလေအိုးအဆွေဓမ္မပါဠသရုတ်တာတင်ဒီတတဝါတို့တည်ရမြဲဓမ္မတာကိုမသိပါသလောသိပါသည်အဆွေငါတို့ရွာသားများနှင့်ငါတို့မျိုးရိုးစင်ဆက်မှာမူငယ်ရွယ်နုပြုတ်စင်မှာမသိအိုမင်းကြီးရင်မှသိကြပါတယ်အသင်ဓမ္မပါဠသရုတ်တာတင်တို့ဤအမျိုးအစဉ်အဆက်သည်ကြီးရဲ့အိုမင်းမှသိသည်ဆိုခြင်းမှာတကယ်မှန်ပါသလားအမှန်မှာပဲမိတ်ဆွေကျုပ်တကယ်ပြောတာပါဒီလိုနဲ့ဓမ္မပါဠသရုတ်တာနဲ့တခြားတပည့်တို့အချီချပြောနေတဲ့စကားတွေကိုဆရာကြီးကအားလုံးကြားသိရတာပေါ့ဒီတော့ဆရာကြီးဟာဓမ္မပါဠကိုခေါ်ပြီးအမောင်တို့ရဲ့အမျိုးများမှာငယ်စဉ်ကမသေးကြီးရဲ့အိုမင်းမှာတည်သည်ဆိုဒီမှာမှန်ပါသလား
ဆရာကြီးကျွန်ုပ်သည်မှန်သောစကားကိုသာဆိုပါသည်ဓမ္မပါလာသူတို့သားလည်းဒီလိုပြန်လဲပြောကြလိုက်တာပေါ့ဆရာကြီးကဒီလိုတွေးတယ်ဓမ္မပါလာသူတို့သားရဲ့စကားဟာအံ့ဖွယ်ပါလားဒီတော့သူ့ရဲ့စကားမှန်မမှန်သူ့အဖေထံကိုငါသွားပြီးစုံစမ်းမှပဲအကယ်၍ဟုတ်မှန်ပါကအသက်ရှည်ကြောင်နီလန်းကောင်းကိုငါတောင်းခံရမယ်ဆရာကြီးဟာဒီလိုစဉ်းစားလိုက်တာပေါ့ဒီလိုနဲ့ဆရာကြီးဟာဓမ္မပါလာသူတို့သားရဲ့ရွာကိုရောက်ရှိသွားတာပေါ့ကွယ်ဆရာကြီးရောက်လင်ရောက်ချင်းမဲပုံနာတို့မိသားစုဟာခရီးဦးကြိုပြုတ်ကြတယ်အိမ်ပေါ်သို့ပင်းဆောင်ပြီးကောင်းစွာကျွမွေးတယ်ကြည်တာသောစကားကိုဆိုတယ်ဆရာကြီးကပုံနာကြီးနဲ့ကြည်တာစွာစကားဆိုပြီးတဲ့အခါမှာတော့အိုးပုံနာကြီးတင်တာဓမ္မပါလာသူတို့သားကပညာရှိပါတယ်ဉာဏ်လည်းထက်မြက်ပါတယ်ဘေးရင်သုံးပုံနဲ့18ရက်သောအတတ်ပညာတို့ကိုတစ်ဖက်ကန်းခတ်တက်မြောက်ပါတယ်ဒါပေမဲ့လည်းစိတ်မကောင်းစရာကတော့မကြမီကပဲပြင်းထန်သောယောဂရ၍ကွယ်လွန်ရှာပြီခတ်သိမ်းသောသင်္ခါရတို့ဟာအမြဲမရှိကုန်စိုးရိမ်ပူဆွေးခြင်းမဖြစ်ပါနဲ့ဆရာကြီးကဒီလိုပြောဆိုလိုက်တယ်ဒီခါမှာတော့ဓမ္မပါလာသူတို့သားရဲ့ဖခင်ပုံနာကြီးဟာလက်ခုပ်လက်ဝါးတီးပြီးရီမောတာပေါ့အလိုဆရာကြီးကျွန်ုပ်ဤသားဓမ္မပါလာမသိနိုင်ပါဘူးတစုံတယောက်တော့သူသိသည်ဖြစ်ပါလိမ့်မယ်ဆရာကြီးမှားတာနဲ့တူပါတယ်ဒီတော့ဆရာကြီးကပုံနာကြီးကျွန်တော်မမှားပါကျွန်တော်ရဲ့စကားကိုယုံကြည်ပါဒီအယိုးတို့ဟာတင့်သားရဲ့အယိုးတွေသာဖြစ်ပါတယ်ဒီလိုဆိုပြီးအိတ်ထဲမှာထည့်လာတဲ့အယိုးတွေကိုထုတ်ပြတာပေါ့ဆရာကြီးဒီအယိုးတို့ဟာဓမ္မပါလာရဲ့အယိုးမဖြစ်နိုင်ပါဘူးစိတ်ယိုးခွေးယိုးတို့သာဖြစ်ပါလိမ့်မယ်ဓမ္မပါလာကမသိကျွန်ုပ်တို့ဆွေမျိုး90တွင်ငယ်ရယ်စဉ်သိဆုံးသူဟူ၍တူးတယောက်မှမရှိပါဘူးဆရာကြီးမူတာဆိုနေတာပဲဖြစ်ပါလိမ့်မယ်ပုံနာကြီးကဒီလိုဆိုတဲ့အနီးရှိလူအပေါင်းတို့ကလည်းလက်ခုပ်လက်ဝါးတီးပြီးပြင်းစွာရီမောကြကုန်တာပေါ့ထိုအခါမှာတက္ကသိုလ်ပြည်ကဆရာကြီးကဓမ္မပါလာသူတို့တာမသိရအမှန်ပါတကယ်မသိပါဘူးမိမိမှာစုံစမ်းမင်းမြန်းရလာရောက်ခြင်းအဖြစ်မှန်ကိုတောင်းမှန်မိသားစုဝင်တွေကိုပြောပြတာပေါ့ပြီးတော့အသက်ရှည်ကြောင်းအကြောင်းရင်းကိုပုံနာတို့မိသားစုကိုမင်းမြန်းတာပေါ့ကွယ်ဒီတော့ပုံနာကြီးကဆရာကြီးကျွန်ုပ်တို့တရားကျင့်ကြံပါသည်သူတော်ကောင်းတို့ကဲ့ရဲ့ဖွယ်မကောင်းမှုကိုမပြုကြပါမသူတော်တရားနှင့်သူတော်ကောင်းတရားနှမျိုးလုံးကိုနာကြပါသည်သူတို့နှင့်မဆန့်ကျင်အောင်နာကြတော့လဲမသူတော်တရားများကိုလုံးဝလက်မခံကြပါသူတော်ကောင်းများနှင့်သာပေါင်းသင်းကြပါသည်ကျွန်ုပ်တို့သည်မလှူမီလဲဝမ်းသာ
လူစဲလဲဝမ်းတာလူပြီးသောအခါ၌လဲဝမ်းတာပါသည်နောင်တမဖြစ်ကြပါယဟန်ပုံနာခရီးတဲ့သူဖုံစားစည်ရသားတို့ကိုထမင်းအဖျော်ပေးကန်ကြပါတယ်ကျွန်ုပ်တို့ရဲ့ဇနီးတွေကလည်းတခြားယောက်ျားများနဲ့မဖောက်ပြန်ပါမမာယွင်းပါအလားတူပဲကျွန်ုပ်တို့ကလည်းတခြားမိန်းမများနဲ့မမာယွင်းပါမဖောက်ပြန်ပါကျွန်ုပ်တို့ဒီသူတစ်ပါးရဲ့အသက်ကိုမတတ်ကြပါဘူးသူတစ်ပါးရဲ့ပစ္စည်းကိုမခိုးကြပါဘူးလိမ်မပြောပါဘူးအရက်မတောက်ပါဘူးအမိအဖညီကိုမောင်နှမတာမယားတို့မှစား၍ကြေးကြုံများအထိအားလုံးသည်နောင်ဘဝရေးအတွက်တရားကျင့်ကြသူတွေဖြစ်ကြပါတယ်ဒါကြောင့်ကျွန်ုပ်တို့ငယ်ရွယ်စဉ်မသိကြပဲကြီးရင်အိုမင်း၍တက်တန်းပြည့်သောအချိန်ကြာမှသိကြပါတယ်ပုံနာကြီးဟာဆရာကြီးကိုဒီလိုရှင်းလင်းပြီးပြောပြတာပေါ့ကွယ်တက္ကသိုလ်ဆရာကြီးလည်းဝမ်းမြောက်ဝမ်းသာဖြစ်သွားတာပေါ့ပုံနာကြီးပြောတဲ့အကြောင်းအရာတွေကိုမိမိတို့တိုင်းပြည်မိမိတို့ရက်ရွာမှာချင့်ကြံပွားများနိုင်ရန်အတွက်ပေစာမှာရေးမှတ်ပြီးတက္ကသိုလ်ပြည်သို့ပြန်သွားတာပေါ့ကွယ်ကလေးတို့ရေပုံမြင်လေးရတော့ဒါပါပဲနော်